မင်းသမီးခန်းတင်းကြီးကတော့သူမခင်မွန်ဖြစ်သူကိုခန်းနိုင်အကြောင်းကိုဂုံစွာနဲ့ရင်ဖွင့်လာပူပါတယ်ချစ်သူဖြစ်ကစားကဘာမှမပိုင်ပဲလက်စင်းပဲရှိခဲ့တာကြောင့်မခန့်ရဲ့ဖခင်ကသဘောမတူခဲ့ပေမဲ့တန်မိုးထားရတဲ့ကောင်မလေးကိုခိုးပြီးမယူချင်တာကြောင့်ရှင်းနေတာအတွင်းလူကြီးတွေသဘောတူလာအောင်အများကြီးစူးစမ်းခဲ့တာပါအခုခါမှာတော့အထက်ကျစရုံတွေပါဦးစီးနိုင်တဲ့အထိအောင်မြင်လာပြီးစီးပွားရေးလုပ်ငန်းတိုင်းကိုလည်းဇနီးတဲ့ရဲ့နာမည်နဲ့ပဲဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်ဇနီးပေါ်အလွန်ချစ်ပြီးတစ္ဆာရှိလာတဲ့ကိုခန့်နိုင်ကြောင့်ချစ်ရတဲ့ချစ်ပရိသတ်တွေကလည်းအားကြပီတိဖြစ်နေရပါတယ်။ဇောင်းမင်းသားအောင်မင်းခင်ရဲ့သမီးလေးအော်ရာကတော့လက်ရှိမြန်မာနိုင်ငံကဆယ်လီကလေးလေးတွေထဲမှာပရိသတ်ချစ်ခင်ရဆုံးနံပါတ်1ဆယ်လီကလေးလေးဖြစ်နေရာရရှိသွားပြီဖြစ်ပါတယ်။လူပေါင်းထောင်ကျော်ကိုစစ်တမ်းကောက်ယူမြင်မြန်ခဲ့တဲ့ဖြစ်ရာအော်ရာလေးကထိတ်ဆုံးကနေရွေးချယ်ခင်ရတာပါအော်ရာလေးကလည်းအယုံမလေးလိုချစ်စရာကောင်းတဲ့ပြင်ဆွဲဆောင်မှုရှိတဲ့ချစ်မှုလေးပါရှိနေကြောင်းအခုလိုနံပါတ်တဲ့နေရာကိုရရှိသွားတာမဆန်းပါဘူးလို့ချစ်ရတဲ့ပရိသတ်တွေကလည်းတခနဲ့ထောက်ခံချီးကျူးနေကြရပါတယ်ဒီနေ့မေလ20ရက်နေ့ကတော့နှခမ်းနေမလေးတွေရဲ့အသေးဆွဲမင်းသားကျော်ချမ်းမင်းရင်ထွေးရဲ့မွေးနေ့ရက်မြက်လေးဖြစ်ပါတယ်အနုပညာလောကမှာပရိသတ်ချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ကိုချမ်းတယောက်ဒီနေ့မှစပြီးနောက်နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုတွေအထက်ထက်ခါခါရရှိပါစေကြောင်းပရိသတ်တွေအတွက်ကောင်းမွန်တဲ့အနုပညာဖန်တီးမှုတွေအများကြီးချပြနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာမန္တလေးမြို့ရဲ့အမတ်သားဖြစ်တဲ့ကျုံမြို့ယူအလားနဲ့အတူရိုးရဝတ်စုံလေးနဲ့ကြက်တည်ရှိလှပလုံးနေတဲ့မင်းသမီးလေးယူပန်းရောင်ဆက်မြဝတ်စုံလေးကသူမရဲ့ဖြူစင်နှုတ်ပြိုတဲ့အလှတရားကိုပို့ပြီးပေါ်လေးစေပါတယ်နော်ကျင်းမှုသူတိုင်းကိုအမောပြည့်စေတဲ့ပြုံးလေးနဲ့ညှို့ယူထားတဲ့ယူရဲ့မြန်မာဆက်ဆံအလှပုံရိပ်လေးတွေကိုအသေးလေးတွေပေးသွားကြပါအောင်နော်စိတ်ကိုကြည်လင်သွားစေမဲ့တဘာအလှတရားတွေနဲ့အတူတရုတ်နိုင်ငံဟူလုံမြို့ရဲ့နာမည်ကျော်မိသားစုလိုက်ပြိုပပအပန်းဖြစ်နေတဲ့တရုတ်ဆောင်ညီနန္ဒာတို့ရဲ့ဂျီနူးဆရာမိသားစုအမတ်တရားပုံရိပ်လေးတွေပါစိတ်ဆုံနေတဲ့မြက်ခင်ပင်ကြီးကြီးရဲ့ချစ်စရာကောင်းတဲ့အပါကလေးတွေရဲ့နဲ့အတူပရိသတ်တွေကိုပါလိုက်လံကြည်နူးရလောက်အောင်အေးချမ်းလွန်းလာပါရဲ့နော်နိုင်ငံခြားမှာမွေးပေမဲ့မြန်မာဆန်လို့အချစ်ပူရတဲ့ဇူဇူးမောင်ရဲ့သမီးချော်လေးများအမေရိကန်မှာမွေးဖွားကြီးပြင်းခဲ့တာဖြစ်ပေမဲ့မိခင်ဖြစ်သူမင်းသမီးဇူဇူးမောင်ရဲ့တွင်ဆုံးမမှုကြောင့်မြန်မာယဉ်ကျေးမှုကိုအပြည့်အဝထိန်းသိမ်းထားနိုင်တဲ့သမီးချော်လေးတွေပဲဖြစ်ပါတယ်နိုင်ငံခြားမှာမွေးပေမဲ့မြန်မာစကားကိုပြပြသားသားနဲ့ညံ့ညံ့လော်လော်ပြောဆိုနိုင်ကြပါတယ်မိခင်နဲ့အတူတရားစခန်းတွေပါလိုက်လံအားထုတ်လို့ရှိပြီးစိတ်ထားလေးတွေကပါအရန်ချစ်စရာကောင်းပါတယ်အနောက်တိုင်းအစားအစာတွေထက်မြန်မာဆက်စာတွေကိုအရန်နေတိုက်ကြသူတွေပါရုပ်ရည်လေးတွေကကဘာချားသူလေးတွေလိုချောမောလပတ်လုံးနဲ့ပြင်အမိမြင်နဲ့မြမရည်ကြည်မှုကိုမမေ့မလျော့ပဲမြမပြည်သက်လုံနာကြောင့်ပရိသတ်တွေကတခနဲ့ချီကျူးအချစ်ပုံနေကြတာဖြစ်ပါတယ်